စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဘဘိုးကျော်နဲ့တာဝန်ရှိသူများဟာဒီကနေ့မွန်းလွဲပိုင်းမှာနေပြည်တော်တက်ကုန်းမြို့နယ်စင်သေးရေလွဲဆယ်ရေတောက်စနစ်ရှိလက်ဝဲမြောင်းမကြီးနဲ့လက်ရမြောင်းမကြီးများသို့ရောက်ရှိကြပြီးမန္တလေးငရင်တန်းကြောင့်ရေပေးမြောင်းမကြီးတစ်လျှောက်နဲ့လက်ထံမြောင်းများရဲ့ထိခိုက်ပျက်စီးမှုကိုဆယ်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကတာဝန်ယူပြန်လည်မွမ်းမံပြီးစိုက်ပျိုးရေးပြန်လည်ပေးဝေနေမှုများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးပါတယ်စိုက်ပျိုးရေးများကိုဧပြီလ10ရက်မှစတင်ပြီးပေးဝေလျက်ရှိရာဒီကနေ့အချိန်မှာလက်ဝဲမြောင်းမကြီးရဲ့မြောင်းဆုံးအထိစိုက်ပျိုးရေးရောက်ရှိပြီးလက်ရမြောင်းမကြီးအနေနဲ့ပေတိုင်း29,000အထိစိုက်ပျိုးရေးများရရှိကလက်တံမြောင်းများနဲ့လက်တံမြောင်းခွဲများမှလည်းအပိုင်းလိုက်ပြန်လည်ပြင်ဆင်ပြီးစိုက်ပျိုးရေးများပြန်လည်ပေးဝေလျက်ရှိကြောင်းသိရပါတယ်ဆက်လက်ပြီးဒုတိယဝန်ကြီးဟာစင်သေးရေလွဲဆယ်ကိုယာယီမြေသားတမန်ပိတ်ချင်းလုပ်ငန်းဆောင်ရွက်နေမှုကိုကြီးစုစစ်ဆေးပြီးလိုအပ်တာများဆွေးနွေးမှာကြပါတယ်။စင်သေးရေလွဲဆယ်လက်ဝဲမြောင်းမကြီးနဲ့လက်ရမြောင်းမကြီးရေတောက်စနစ်များမှာနှွေစပားနဲ့နှွေအခြားသီးနှံမူလရထားချက်စိုက်ဧကများအတိုင်းစိုက်ပျိုးရေးဆက်လက်ပေးဝေလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။